အားလုံးပဲမင်္ဂလာပါ King Love Global ရဲ့ podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချိန်မွနှလုံးသားထဲမျောလင်းချက်မျိုးစိစိုက်ပျိုးခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အနေငယ်ခွန်အားပေးသွားချင်ပါတယ်ကျမတို့ပတ်ဝန်းကျင်ကကဘာကြီးကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်နေ့စဉ်နိုးထလာတိုင်းရင်လေးစရာသတင်းခေါင်းစဉ်တွေကိုပဲဖတ်နေရပါတယ်ဖုန်းကိုဖွင့်လိုက်ရင်လည်းကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ပြဿနာတွေပြိုလဲပျက်စီးတော့မလို့ဖြစ်နေတဲ့ကဘာကြီးကိုပဲမြင်တွေ့နေရပါတယ်။အဲ့ဒီခါမျိုးမှာငါဘာမှထူးခြားအောင်လုပ်နိုင်မှာမလို့လဲဆိုတဲ့မိခွန်းမျိုးမိတ်ဆွေတို့ရဲ့နှလုံးသားထဲမှာခံစားပူကြမှာပါ။မိတ်ဆွေဟာမိသားစုစာဝန်နေရေးအတွက်ခက်ခဲစွာရုန်းကန်နေရသူဖြစ်ခြင်းဖြစ်မယ်။ဒါမှမဟုတ်မသေးချတဲ့အနာဂတ်ကိုငဲကြည့်နေရသူဖြစ်ခြင်းဖြစ်မယ်။တခါတလေမှာကိုချအကောင်းဆုံးစ조사ခဲ့ပါလျက်နဲ့အောင်မြင်တာထက်ကြာရှုံးတာပုံများနေတယ်လို့ခံစားရတဲ့အချိန်တွေလည်းရှိနိုင်ပါတယ်။ဒီနေ့မှကျွန်မတခုပြောပြပါရစေ။ဖရာသခင်ကမိတ်ဆွေကိုမြင်ပါတယ်။မိတ်ဆွေချောင်းကိုသိပါတယ်။ဖရာသခင်ကမိတ်ဆွေကိုဘယ်တော့မှမေ့လျော့မသွားပါဘူး။ဂလတိဩဝါဒစာခန်းကြီး6ခန်းငယ်9မှာငါတို့သည်အာမလျှော်စိတ်မပြတ်ပဲကောင်းသောအကျင့်ကိုကျင့်ကြကုန်ထို့သောတည်ကြည်၍ကျင့်လျင်အချိန်တန်သောကာလ၌အသီးနှံကိုရိပ်ရကြလိမ့်မည်တေချာနာထောင်စေခြင်းနဲ့ဒီနှုတ်ကပတ်တော်ကဘဝခီးလန်းဟာအမြဲတမ်းချုံးမွေ့နေမယ်လို့ကတိပေးထားတာမဟုတ်သလိုအခက်ခဲတွေကနေချင်းညချင်းအရေးပြောပြီးပျောက်ကွယ်သွားမယ်လို့ပြောထားတာလည်းမဟုတ်ပါဘူးဒါပေမဲ့ကျမတို့ရဲ့စ조사အထောက်မှုဟာဘယ်တော့မှအလဟတ်တမဖြစ်ဘူးဆိုတဲ့ဖရာသခင်ရဲ့ဂတိတော်ပဲဖြစ်ပါတယ်ဥယျာဉ်တစ်ခုကိုမြင်အောင်ကြည့်ပါမျိုးစေ့တစ်ခုကိုစိုက်တဲ့အခါနောက်နေ့မှာအသေးကိုချက်ချင်းမြင်တွေ့ရပါသလားမမြင်ရပါဘူးမာကျောတဲ့မြေကြီးကိုတူးဆွာရမယ်ပူအိုက်တဲ့ချိန်တွေဒါမှမဟုတ်မိုးသေးထန်ဆွာရွာသွန်းတဲ့အချိန်တွေကြားကနေပြီးတော့ရေလောင်းရမယ်ပေါင်းတင်ရမယ်ပိုမွှားတွေနေပြီးတော့အပင်တွေကိုကာကွယ်ရမယ်အချိန်တော်တော်ကြာတဲ့အထိဘာမှမရှိတဲ့မြေကြီးကိုပဲကြည်နေရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမြေအောက်ထဲမှာတခုခုကတော့စပြီးတော့ဖြစ်ပြနေပါပြီအမြင့်တွေကနက်နက်ရှိုင်းရှိုင်းတွေ့နေပြီးအသက်ရှင်ခြင်းအစပြုနေပြီဒါဟာအခက်ခဲတွေကြားကနေကျမတို့ကောင်းတဲ့အရာကိုရွေးချယ်ပြုလုပ်တဲ့အခါဖြစ်လာမယ့်အရာပါပဲလောကကြီးကတော့ကိုယ့်အတွက်ကိုပဲကြည်ပါလို့သင်ပေးလိမ့်မယ်ကိုယ့်ရဲ့နှလုံးသားနဲ့ကိုယ့်ရဲ့အရင်းမြစ်တွေကိုနေရန်တွေတိဆောက်ပိတ်ဆို့ထားဖို့ပြောပါလိမ့်မယ်ဒါပေမဲ့တမန်ကျမ်းစာကတော့ဒီထပ်ပို့ပြီးတော့သိစေချင်တဲ့အရာရှိပါတယ်ကောရိန္သုဩဝါဒစာပထမစာဆောင်ခန်းကြီး7အခန်းငယ်7ကိုနားထောင်ကြည့်ကြပါဦးကိုခန္ဓာသည်တစ်ခုတည်းဖြစ်တော်လဲအင်္ဂါများစွာရှိ၏ကိုခန္ဓာ၏အင်္ဂါများစွာတို့သည်တကိုယ်တည်းဖြစ်တဲ့ကဲ့သို့ခရစ်တော်သည်လည်းဖြစ်တော်မူ၏မိတ်ဆွေဟာကိုခန္ဓာရဲ့လက်ချောင်းလေးတစ်ခုနားတစ်ဖက်ဒါမှမဟုတ်ခြေထောက်တစ်ဖက်လိုမျိုးသိငယ်တဲ့အစိတ်ပိုင်းလေးလို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့အင်္ဂါအစိတ်ပိုင်းတိုင်းကသူ့အလုပ်သူမလုပ်ဘူးဆိုရင်ကိုခန္ဓာကြီးကအလုပ်ဖြစ်ပါမလားလောကကြီးရဲ့ဝန်ထုတ်ဝန်ပိုးတွေကိုထမ်းထားရလို့ပင်ပန်းနေတဲ့သစိမ်းတယောက်ကိုနှွေးထွေးတဲ့စကားတစ်ခုပြောလိုက်တဲ့အခါမှာမိတ်ဆွေကခရစ်တော်ရဲ့လက်အဖြစ်လှုပ်ဆောင်နေခြင်းဖြစ်တယ်။ကိုယ့်ထက်ချိုးတဲ့နှိမ်ပါတဲ့သူတွေကိုကိုယ်မှရှိတာလေးဝေမျှလိုက်တဲ့အခါမှာမိတ်ဆွေကခရစ်တော်ရဲ့နှလုံးသားကိုဖော်ပြနေတာဖြစ်တယ်။အငြင်းပွားမဲ့အစားနားထောင်ပေးဖို့ရွေးချယ်တဲ့အခါဝေဖန်မဲ့အစားနားလည်ပေးဖို့ကြိုးစားတဲ့အခါမိတ်ဆွေကခရစ်တော်ရဲ့အသံတော်ဖြစ်နေတာပါ။ပတ်ဝန်းကျင်ကကလေးတွေကိုစာသင်ပေးနေတဲ့ကလေးမထွန်းကားတဲ့စနေမောင်နှံဆင်းရဲသူတွေကိုအခမဲ့ကျွေးမွေးနေတဲ့မုဆိုးမတူတက်ကြီးရွယ်အိုတွေကိုကူညီပေးနေတဲ့ဖခင်မဲ့လူငယ်လေးတွေဒါတွေကိုကျမမျက်စိနဲ့ကိုယ်တိုင်မြင်ဖူးပါတယ်ဒါတွေဟာသိငယ်တဲ့အရာတွေမဟုတ်ပါဘူးဒါတွေဟာနောက်တစ်ချိန်မှာပြောင်းလဲခြင်းတော့အုပ်ကြီးဖြစ်လာမယ်မျှော်လင့်ချက်မျိုးစိတ်လေးတွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီ
ဒီနေ့ဒီနေရာမှာရှိနေတဲ့တယောက်ချင်းစီကိုကျွန်မအားပေးချင်တယ်ဒီအပတ်ထဲမှာကောင်းမှုမျိုးစိတ်စိုက်ပျိုးဖို့တနေရာကိုပဲရှာကြည့်ပါမဆက်သွယ်ဖြစ်တာကြတဲ့တငယ်ချင်းတယောက်စီစာပို့တာမျိုးဖြစ်နိုင်တယ်လို့မတရားပြုကျင့်ခံရသူဘက်ကမရက်တီပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ကျမတို့ရဲ့ခေါင်းဆောင်တွေအိမ်လေးချင်းတွေနဲ့ကျမတို့ရဲ့သဘောထားကွဲလွဲသူတွေအတွက်တိတ်တဆိတ်ဆူတောင်းပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်ရှင်ယာကုပ်ပြောခဲ့သလိုအကျင့်မပါတဲ့ယုံကြည်ခြင်းဟာအသေးဖြစ်တယ်ဒါပေမဲ့မေတ္တာတရားနဲ့လှုပ်ရှားတဲ့ယုံကြည်ခြင်းကတော့ရှင်သန်နေတဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီယုံကြည်ခြင်းကသာကျမတို့ကိုအခက်ခဲတို့ကြားကနေလမ်းပြခေါ်ဆောင်သွားမှာပါနှလုံးသားကြေကွဲနေနိုင်ပါတယ်အချိန်ကာလတွေခက်ခဲနေနိုင်တယ်ဒါပေမဲ့ကျမတို့အတွင်းမှာရှိတဲ့ဖခင်သခင်ရဲ့ခွန်အားနဲ့အတူကျမတို့မျိုးစိတ်ဆိုင်ကြမယ်ရေလောင်းကြမယ်ပြီးတော့စိတ်ရှည်လက်ရှည်စောင့်ဆိုင်ကြမယ်အဲ့ဒီအခါမှာညှိနှင်းချက်ရဲ့အသေးမှန်တွေကိုကျမတို့အတူတကွရိတ်သိမ်းကြရမှာပါဖခင်သခင်ကမိတ်ဆွေတို့ရဲ့လက်တွေကိုခွန်အားပေးပါစေဘဝခရီးအတွက်တင့်နှလုံးသားကိုခိုင်ခန့်စေပါစေမိတ်ဆွေရဲ့အစိတ်အပိုင်းတိုင်းကိုသုံးပြီးဒီလောကကြီးအတွက်အလင်းဆောင်နိုင်ပါစေကြားနာတဲ့သူကြောင့်ချင်းစီတိုင်းကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေ